ဒီနေ့ကတော့ဒီပေစာတယ်ပေါ့နော်ပေစာတွေပါရှိတယ်ရေတော့ပေါက်ခဲ့တဲ့နော်ကူးထားတဲ့ပေစာတွေပါထိန်းသိမ်းထားတဲ့နေရာတွေရှိတာပေါ့အဲ့ဒါဥပိုးသီးစာကြည့်တက်ဥပိုးသီးပိတကတက်အဲ့မှာလည်းဒီပေစာတွေပါအများကြီးထိန်းသိမ်းထားတာပေါ့နော်ဒါမဲ့သူ့ဘယ်လိုကိုရမလဲဆိုတာတော့သိပြီးတော့မမှန်မိတော့ဘူးပေါ့နော်ဥပိုးသီး libraryဥပိုးသီးစာကြည့်တက်ပေါ့နော်ပိတကတက်ပေါ့ဒါမဲ့အခုအဲ့လိုမျိုးပဲရက်စာမယ်ဆိုရတော့ဒီမှာဟိုတွေရှိပါတယ်ဒီမှာ Wikipedia မှာလေPearl Leaf Manuscript ဆိုတာတွေရှိတယ်နော်အဲ့ဒါလေးကိုနှိပ်ကြည့်လိုက်အဲ့ဒါလေးနှိပ်ကြည့်ပြီးဆိုရင်ဟိုအော်ဆိုမှာသူရဲ့လေတွေပေးထားတာရှိတယ်လေဒီထဲမှာပေါ့နော်ဒီမှာမြန်မာ Manuscript Digital Library at University of Torino ပါလဲToronto လားဒီလေထဲမှာပေါ့နော်ဒီလေထဲမှာဆိုရင်ဥပိုးသီးစာကြည့်တက်ကပေမူလေးတွေလည်းတွေ့ရမှာပေါ့လေနော်ဒီမှာပေးတယ်နော်မြန်မာ Manuscript Digital Library University of Toronto နော်ဒီမှာဒီ database ထဲမှာဥပိုးသီးဒီမှာတလားနော်ဥပိုးသီး library ဆိုတာရှိတယ်ဒါမှတခြားဟာတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါလေးကိုနှိပ်ကြည့်လိုက်မယ်ဒီမှာဥပိုးသီးဒီမှာ ABC နော် A ကိုနှိပ်မယ်ဆိုရင်တော့ A နဲ့ပတ်သက်တဲ့ဟာတွေထွက်လာအောင်ဒီမှာကြည့်အမင်းတော်ဘူတဲ့နော်အပိဓမ္မထသင်္ကဟဂန္တိနော်ဂန္တိအပိဓမ္မထဝိပါဝိနီဒီကာယောစနာလားယောတဲ့အပိဓမ္မထသင်္ကဟဒီပနီဒီဘက်မှာသူ့ရဲ့ကုဏပါလေးတွေရှိတယ်သူ့ရဲ့ကုဏပါလေးတွေရှိတယ်ပေါ့နော် A ကနေ C ဒီမှာ D ကနေ E နော်ဒီမှာလေဒီလိုတွေရှိတာပေါ့နော်ဓမ္မတစ္ဆ view ဓမ္မပါဠအလေကာဓမ္မမာလာနော်သူပေစာတွေရှိတယ်ဒီထဲမှာလည်းရှာလို့ရတာပဲသူ့ရဲ့ခုနပေးထားတဲ့ကုဏပါလေးတွေမှမိတော့ဒီကနေရှာလို့ရတာပေါ့နော်တဲ့နော်ဥပမာဒီမှာကိုကအနန္ကဒဝေကိုကအနန္ကဒဝေသားရှာမယ်အနန္ကဒဝေcontinue readingဆိုတော့သူကနဲ့စတဲ့ဟာပေးတာပေါ့နော်အနန္ကဒဝေသူကဒီဘက်မှာသူ့ရဲ့ကုဏပါလေးရှိတယ် UPT နော်အမှဒါလေး download ဆွဲချလိုက်ဆိုရင်နေလက်မကြီးပြီး download ဆွဲလိုက်ရုပ်ပဲနော် download ဆွဲလိုက်ရုပ်ပဲခဏလေးဒီမှာနော်အဖို့တရွက်မှာဆို4ချလောက်ရှိတယ်နော်4ချလောက်ရှိတယ်အမှသူ့ရဲ့နံပါတ်လေးတွေပေးထားတယ်223A 223B နော်223AB ပေါ့နော်224AB နော် AB 225AB နော်ဒီတိုင်းဒေါက်လောက်ဆွဲလို့ရတာပေါ့နော်ဒီမှာသူက UPT Fortuner top 7အဲ့ဒါလေးမှတ်ထားရတော့နောက်တစ်ခါဆိုကိုရှာတဲ့အခါဝေကြည့်လို့လွယ်တာပေါ့ဒါကဥပိုးသီး
စာကြည့်တက်မှာရှိတယ်နော်ဒီကနေ့မစာကြည့်ဘူးဆိုရင်ဥပိုးသီး library တော့တစ်ခါတည်းဝေလဲပေါ့တစ်ခါတည်းဝေလဲတွေ့ရမလဲခုနလိုပဲတွေ့ရတယ်ခုနလိုပဲတွေ့ရတာပေါ့နော်ဝယ်ရနေ site အထိဒီမှာအဲ့ဒါလေးကိုနှိပ်လိုက်ရင်ယမက file access ယမကဝဏနာနော်ဒီမှာနော်ရတော်ဒရာကတော့ခံတယ်နော်ပြုတ်တွေပါလေနော်ပြုတ်တွေပါလေရှိတယ်အဲ့ database ထဲမှာဒီဘက်မှာကဖျားကြီးပေါ့နော်ကျောင်းတက်က National Library of Myanmar ဖျားကြီးအဲ့ဒီမှာဆိုရင်ပါရှိမလဲဖျားကြီးတဲ့တော့တစ်ခါတော့မဝင်ဘူး A ကနေ set A ကနေ C တိသူကလည်းရှိတယ်ပေါ့နော်သူကလည်းရှိတယ်ဒီမှာကြီးအပိဓမ္မထသင်္ခါတိကာဒီမှာကြီးပိကုပါတိမောနေတယသူလည်းဒီမှာသူကုန်နာပါလေးနဲ့သူရှိတယ်နော်ဒါဆိုအနာဂတဝန္တအဲ့ဒါတော့မရှိဘူးအပအနုအလေကာတိကနေတယနော်အလေကာတိကနေတယအဲ့ဒါပါလဲအပိဓမ္မတိကနေတယအပိဓမ္မထသင်္ခါတိကာအပန္ဒာအထကထာဒါလေးတစ်ချက်နေကြည့်လိုက်ဒေါ်လာဆွဲလို့ရတာပေါ့နော်တော်တော်လေးတဲ့သဘောရှိတယ်နည်းနည်းလေးသေးတဲ့ဟာလေးကြည့်လိုက်အောင်မယ်ပိခုနီပါတိမောနေတယပုရိတတဂျာရကပါဠိတော်တယ်နော်ဘုဒ္ဓဝေပါဠိတော်နေတယဘုဒ္ဓဝေအထကထာနေတယနော်ဒီမှာဘုဒ္ဓဝေပါဠိတော်နေတယဘုဒ္ဓဝေပါဠိတော်နေတယကတော့ခုနဥပုသ္တိမှာတော့မရှိဘူးထင်တာပဲနော်အဲဒီတော့ကြည့်ဘူးတယ်ရှိလဲရှိမှာပေါ့လေနော်ဒီမှာဒီဖျားကြီးမှာတော့ရှိတယ်ပေါ့နော်ခဏလေးတိကစောက်ပြပါတကယ်လို့ကိုကဒီပေစာတွေကိုစိတ်ဝင်စားတယ်ပေါ့နော်လိုချင်တယ်ဆိုတော့အဲ့မှာရှာယူပေါ့နော်လေ့တွေပါတော့တခါတည်းကျလေ့တွေပါချတဲ့အခါမှာတော့ဒီ YouTube ကနေဖြတ်ပြတာတွေပါရှိတယ်နော်ဖြတ်ပြတာတွေပါရှိတယ်ဒီ Facebook မှာဒီ Wimita ဆိုတာရှိတယ်နော်Wimita library ဆိုတာလားအဲ့ဒီမှာ Facebook page တစ်ခုရှိတယ်အဲ့ဒီကနေဝင်မယ်ဆိုတော့ဒီပေမှုတွေကိုသူတို့ကဒီမြန်မာနာမည်နဲ့ပြပေးပြီးတော့လောက်ထားတာရှိတယ်နော်ဒါတော့နေတရဆိုတော့နော်နဲ့ချက်ကြည့်လိုက်အောင်ဘုဒ္ဓဝေနိတယနမောတသဗ္ဗဂဝတောအရဟံတောသမ္မာသမ္ဗုဒ္ဓတ္တသတ္တမောဘာသဒီဘေနဝိမယနေကပုရိတုယရဒနာသင်္ကပူရာမိယတနာသင်္ကပူရာမိရာစေတတသစအာတိနော
ဂါထာတွေပေါ့နော်ဒါလည်းဘုတ်ဒီပေစာတွေဆိုတော့သူကကြည့်လျော့ရေးတာဖြစ်တဲ့အတွက်ဒါလည်းဆိုဂါထာတွေပဲဒီအဲ့ဒါဂါထာတွေနော်ဂါထာတွေဆိုပေမဲ့ခုခေတ်လိုမျိုးပေါ့နော်ဟိုစနစ်တကျစာကြောတွေပါခွဲတာတွေပါမလုပ်ရသေးဘူးပေါ့နော်နောက်ပြီးတော့ပေစာဖြစ်တဲ့အတွက်များစအောင်ရေးတာဖြစ်တဲ့အတွက်ဒီလိုမျိုးပြုတ်သိပ်ပြီးတော့ရေးတယ်နော်ပြုတ်သိပ်ပြီးတော့ရေးတယ်ယတနာသင်္ကဆိုတော့ဗာလဲအဲ့ဒါဟိုလားဟိုမော်ရွာယတနာသင်္ကစခိုင်းလားယတနာသင်္ကပူရာမီတဲ့ရာစေတသစဟောဘယ်ရောက်ပါဆူလဝါပါဠိတော်နော်ဆူလဝါပါဠိတော်ဒါကတော့ပေစာတွေနဲ့မိတ်ဆက်ပေးတာပေါ့နော်ဒီဥပိုးတိလက်ပရီမှာမရှိလေဒီဖျားကြီးမှာရှိမှာပေါ့နော်ဥပိုးတိရှိတယ်ဒီမှာဖျားကြီးNational Library of Myanmar နော်ဖျားကြီးလားဘန်ဂရာပါဖျားကြီးမဘန်ဂရာနော်ဘန်ဂရာ Monastery အဲ့ဒီမှာရှိမှာပေါ့နော်အဲ့ဒါမှကိုလိုချင်တဲ့ဟာတွေကိုရှာလို့ရပါတယ်နော်အခရာဝလီလေးတွေပေါ့တကယ်လို့ကိုကစိတ်ဝင်စားတဲ့ဆိုတော့ဒါလေးတွေကို copy ယူထားပြီးတော့ဒီမှာသူ့ရဲ့ကုတ်နာပါလေးတွေရှိတယ်နော်ဒီမှာအခရာဝလီနဲ့စိတ်ထားပေးတယ်အဲ့ဒါလေးယူထားပြီးတော့ကိုလိုချင်တဲ့ဟာကိုဝေပြီးတော့ရှာပေါ့နော်ဝေပြီးတော့ယူပေါ့